င်္ဂလာပါခင်ဗျာ AMA Computer Knowledge Sharing Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတခါကျွန်တော်တင်ပြသွားမယ်သင်ခန်းစာလေးကတော့ Virtual Memory အသုံးပြုနည်းလေးဖြစ်ပါတယ် Virtual Memory ဆိုတာကကျွန်တော်တို့စက်တွေမှာတက်ထားတဲ့ RAM တွေကနည်းလို့ပေါ့နော် RAM တွေနည်းလို့ RAM မလုံးတဲ့အခါမှာ hard disk ကနေပြီးတော့ RAM ကိုခဏအငှားအဖြစ်သုံးတာဖြစ်ပါတယ်ကျွန်တော်တို့ကွန်ပျူတာတွေမှာ RAM မလုံလောက်ခဲ့လို့ရှိရင် software တွေဖွင့်တဲ့အခါမှာနှေးကွေးတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့လိုနှေးကွေးတဲ့အခါတွေကိုကျွန်တော်တို့ကအထိုက်လောက်မြန်သွားအောင်လို့ hard disk ကနေပြီးတော့ virtual memory ပြုလုပ်ပြီးတော့အငှားသုံးတာပါဥပမာမျိုးရှင်းရမယ်ဆိုရင်ကျွန်တော်တို့ကွန်ပျူတာကိုစာဖတ်နေတဲ့လူတစ်ယောက်ဖြစ်မှတ်ယူလိုက်ပါမယ် RAM ကိုတော့ကျွန်တော်တို့စာကြည့်စွဲပေါ်မှာတင်ထားတဲ့စာအုပ်တွေဖြစ်မှတ်ယူလိုက်ပါအလွယ်တကူခြင်တွယ်လို့ရတယ်နီးစက်ဆက်ယူလို့ရတယ်ပေါ့hard disk ကိုတော့ကျွန်တော်တို့စာအုပ်စင်အဝေးမှာရှိတဲ့စာအုပ်စင်ကြီးတွေလို့သတ်မှတ်လိုက်ပါတော့အဲ့စာအုပ်စင်မှာတော့စာအုပ်တွေအများကြီးရှိတယ်စာအုပ်စင်ကြီးကြီးတယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့ကဇပွဲပေါ်မှာရှိတဲ့ RAM ပေါ့နော် RAM ဆိုတဲ့ဇပွဲပေါ်မှာရှိတဲ့ဟာလေးက RAM သေးတဲ့အတွက်စာအုပ်တွေအများကြီးကိုတင်ထားလို့မရဘူးအဲ့တော့ဇပွဲပေါ်မှာစာအုပ်တွေအများကြီးတင်ထားလို့ဇပွဲမလုံလောက်တဲ့အခါမှာကျွန်တော်တို့ကအရေးမကြီးတဲ့ကျွန်တော်တို့မဖတ်ရသေးတဲ့အရေးမကြီးတဲ့ပေါ့နော်စာအုပ်တွေကိုဇပွဲပေါ်မှာမထားဘဲနဲ့စာအုပ်စင်ပေါ်မှာပြောင်းပြီးတော့ထားလိုက်မယ်လိုအပ်တဲ့အခါမှာပြန်ပြီးတော့ယူသုံးမယ်ပေါ့အဲ့ဒီသဘောတရားပေါ့နော်ကျွန်တော်တို့ကမိမိစက်မှာတက်ဆင်ထားတဲ့ RAM ကနည်းတယ်ဆိုတဲ့အခါမှာကျွန်တော်တို့က hard disk ကနေပြီးတော့ virtual memory ဖြစ်ခဏငှားသုံးတဲ့အခါမှာအရေးမကြီးသေးတဲ့အရာတွေကိုကျွန်တော်တို့လုပ်နေတဲ့အလုပ်တွေကို hard disk ဘက်ကိုခဏပို့ထားပြီးတော့ကျွန်တော်တို့အရေးကြီးတဲ့ဟာတွေကို RAM ကနေခိုင်းတဲ့အခါမှာစက်ကနည်းနည်းလေးပို့ပြီးတော့မြန်လာတယ်ပေါ့နော်အဲ့ဒါကတော့အားသာချက်ပါအခုလို virtual memory ကိုစနစ်တကျပြုလုပ်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ RAM နည်းနေတာတော့မှ program တွေကမပိတ်သွားတတ်ပါဘူးဒါကသူ့ရဲ့အားသာချက်ပါသူ့ရဲ့အားနည်းချက်ကတော့ hard disk ဆိုတာက RAM ထက်အရင်နှေးပါတယ် virtual memory ကိုကျွန်တော်တို့ကစနစ်တကျလုပ်ထားတာမဟုတ်ဘဲနဲ့ကိုထင်သလိုပေါ့အများကြီးသုံးထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါတွေကလေးလံသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ virtual memory ကိုစနစ်တကျဘယ်လိုလုပ်အောင်လဲဆိုတာကိုကျွန်တော်နဲ့အတူလိုက်ပါလုပ်ဆောင်ကြည့်ရအောင်နော်ပထမဆုံး virtual memory လုပ်ဖို့အတွက်ကို my computer right click property ကိုသွားပါမယ်အခုလို setting ထဲကိုရောက်လာတဲ့အခါမှာအောက်ဘက်ကိုဆွဲသွားလိုက်ပါအခုဒီမြင်ရတဲ့နေရာမှာ advanced system setting ဆိုတာကိုရှိပါတယ် advanced system setting ထဲကိုဝင်ပါအခု system property ထဲမှာ advanced ဆိုတာကိုတစ်ချက်နှိပ်ပါဒီ advanced တက်လေးတွေကနေမှာကျွန်တော်တို့ဒီမှာ performance ဆိုတဲ့တက်လေးရှိပါတယ်အဲ့ဒီမှာ setting ဆိုတာကိုနှိပ်ပေးပါအခုလို performance option ဆိုပြီးတော့ပေါ်လာတဲ့ဘောက်လေးထဲမှာ advanced ဆိုတာကိုရွေးပေးရပါမယ်အခုဆိုရင်ကျွန်တော်တို့ဒီမှာ virtual memory ဆိုတာလေးကိုတွေ့ပါပြီဒီ virtual memory မှာသူ့ရဲ့ default ပေးထားတဲ့ site လေးရှိရပါတော့အဲ့ site လေးကိုကျွန်တော်တို့ကပို့ပြီးတော့မြင့်နေတာဖြစ်ပါတယ်အဲ့အတွက် change ဆိုတာလေးကိုနှိပ်ပါမယ်အခုလို virtual memory ဘောက်လေးပေါ်လာတဲ့အခါမှာ automatically manage paging file size for all device ပေါ့နော်ဒါလေးကိုကျွန်တော်တို့ကအမှန်ကြီးဖြုတ်ပေးရပါမယ်အဲ့လေးဖြုတ်ပြီးပြီဆိုမှဒီမှာ custom size ဆိုတာရှိပါတယ် custom size ကိုချက်ပေါက်လေးအုံပေးပါမယ်အခုလိုချက်ပေါက်အုံလိုက်တဲ့အခါမှာဒီမှာ initial size နဲ့ maximum size ဆိုပြီးတော့ကျွန်တော်တို့ဘောက်လေးတစ်ခုပေါ်လာပါတယ်နော်အဲ့ဒီမှာကျွန်တော်တို့ကဘယ်လိုမျိုး virtual memory ကိုဘယ်လောက်ဖန်တီးရမယ်ဆိုတာကိုဒီမှာသွားပြီးတွက်ချက်ရမှာဖြစ်ပါတယ်အဲ့တွက်ချက်ရမယ့်ဇာတ်လေးကိုကျွန်တော်ဖော်ပြပေးပါမယ်အခုဒီမှာကျွန်တော်ဖော်ပြပေးထားတာလေးက virtual memory တွေကိုဘယ်လိုတွက်ချက်ရမလဲဆိုတာကိုဖော်ပြပေးထားတာဖြစ်ပါတယ်ကျွန်တော်တို့စက်မှာစိုက်ထားတဲ့ RAM ကိုသိဖို့လိုပါတယ်ကျွန်တော်တို့စက်မှာစိုက်ထားတဲ့ RAM ကဘယ်လောက် GB ရှိလဲတကယ်လို့ 2GB ရှိခဲ့မယ် 4GB ရှိခဲ့မယ် 8GB ရှိခဲ့မယ်ပေါ့နော်ဒါမျိုးတွေကိုဒီမှာလာကြည့်ပြီးတွက်ရမှာဖြစ်ပါတယ်အခုပေါ်လာတဲ့ကျွန်တော် file လေးကနေပြီးတော့ကြည့်မယ်ဆိုရင် initial size ဆိုလို့ရှိရင်ကျွန်တော်တို့ကလက်ရှိကိုတက်ထားတဲ့ RAM ကို RAM ရဲ့ 1.5 နဲ့မျှအောင်မှာဖြစ်ပါတယ် maximum size မှာဆိုလို့ရှိရင်တော့လက်ရှိစိုက်ထားတဲ့ RAM ကို 3.0 နဲ့မျှအောင်မှာဖြစ်ပါတယ်เนาะကျွန်တော်တို့စက်မှာကတကယ်လို့ 2K တက်ထားတယ်ဆိုပါစို့ 2K တက်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က1024ဆိုတာကကျွန်တော်တို့ 1K မှာရှိတဲ့ MB ရေအတွက်ဖြစ်ပါတယ်ပြီးတော့မှကျွန်တော်တို့က initial size ဖြစ်တဲ့ 1.1 နဲ့သွားမျှအောင်မှာဖြစ်ပါတယ်
အဲ့ဒီတော့ကိုယ့်ဆက်က 2K အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့က2အမြောက်1024ပြီးရင်အမြောက် 1.5 ဒါ initial memory အတွက်3072ဆိုတာထွက်လာပါမယ်အဲ့ဒါလေးကိုကျွန်တော်တို့က initial site မှာသွားထည့်ရပါမယ် maximum site အတွက်ကတော့2အမြောက်1024အမြောက် maximum size ဆိုလို့ရှိရင်တော့ကျွန်တော်တို့က3နဲ့မြောက်မှာဖြစ်ပါတယ်ဒါဆိုရင်6144ဆိုတာလေးကို maximum size မှာထည့်ပေးရမှာဖြစ်ပါတယ်เนาะဒါလေးကတော့ 2GB ပဲရှိတဲ့ RAM အတွက်ကိုတွက်ပြပေးတာဖြစ်ပါတယ်အောက်မှာလည်းကျွန်တော် 4K 8K 16K 32K ဆိုပြီးတော့တွက်ပြပေးတာပါတယ်เนาะလက်ရှိကျွန်တော်ဆက်လေးမှာတက်ထားတာကတော့ 16K ဖြစ်တယ်ပေါ့เนาะ 16K ဖြစ်တဲ့အတွက်ကျွန်တော်တို့က 16K အတွက်ကိုတွက်တော့မှာပဲ 16K အတွက်ဆိုတဲ့အခါကျတော့16အမြောက်1024အမြောက် 1.5 ပေါ့သူတွက်လို့ရလာတဲ့ကနန်းနံပါတ်လေးက24576ဒါလေးကိုကျွန်တော်တို့ကဒီ initial site မှာထည့်ပေးရပါမယ်24576 maximum site အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့က3နဲ့မြောက်ထားတာလေးကိုထည့်ပေးရပါမယ်49152အခုလိုတွက်ချက်ထားတဲ့ဟာလေးတွေကိုဒီမှာထည့်ပြီးသွားပြီဆိုလို့ရှိရင် set ဆိုတာလေးကိုတစ်ချက်နှိပ်ပေးပါမယ်ဒါဆိုလို့ရှိရင်တော့အပေါ်မှာဒီမှာကျွန်တော်တို့ပြောင်းလဲသွားတာလေးကိုတွေ့ရမယ်ပေါ့နော်ဒီမှာကျွန်တော်တို့ device volume C ရနေပြီးတော့ကျွန်တော်တို့က hard disk ကဒီမှာပေါ့နော် C ရှိရယ် paging file size ကဘယ်လောက်ဖြစ်သွားရလဲ maximum နဲ့ initial နဲ့ maximum နှစ်ခုကိုဒီမှာလာပြပြီပေါ့နော်ဒီကနေပြီးတော့သူယူသုံးမယ်ဆိုတာကိုဒီမှာပေးလိုက်ပြီဖြစ်ပါတယ်ပြီးရင် OK တစ်ချက်နှိပ်လိုက်ပါဖွင့်ထားလေးတွေကို OK ပေးပြီးပုံပြန်လိုက်ပိတ်လိုက်ပါနော်အခုဆိုရင်တော့ကျွန်တော်တို့ကွန်ပျူတာလေးမှာ virtual memory ကိုဖန်တီးပြီးသွားပြီဖြစ်ပါတယ်အလွယ်တကူနဲ့အတူချုပ်မှတ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကွန်ပျူတာမှာဘာကြောင့် virtual memory ဖန်တီးရလဲဆိုရင်ကျွန်တော်တို့ဆက်မှာတက်ဆင်ထားတဲ့ RAM နေတဲ့အခါမှာ program တွေကိုဖွင့်တယ်အဲ့ချိန်မှာ program ကအသုံးပြုရတာလေးလံတယ်ပေါ့နော်နှီးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က hard disk ကနေပြီးတော့ virtual memory ခဏငှားသုံးတာဖြစ်ပါတယ်ဒါကြောင့် virtual memory ဆိုတာ RAM မလုံလောက်တဲ့အချိန်မှာ hard disk ကို RAM အဖြစ်အစားထိုးပြီးခဏသုံးတာဖြစ်ပါတယ်သို့တော်လည်းလိုအပ်တဲ့ပြုလုပ်နိုင်တဲ့ပမာဏထက်ကျော်ပြီးတော့ပေးထားမယ်ဆိုလို့ရှိရင်တော့ဆက်တည်ပို့ပြီးတော့လေးလံသွားနိုင်ပါတယ်ခင်ဗျာဒါကြောင့်ဒီသင်ခန်းစာလေးမှာဖော်ပြပေးထားတဲ့ဇယားလေးအတိုင်းမိမိဆက်မှာတက်ဆင်ထားတဲ့ RAM ရဲ့ site ပေါ့နော် RAM ရဲ့ကိုယ်တက်တဲ့ 4K ဆို 4K 2K ဆို 2K ဆိုတဲ့ site တွေတွက်ချက်ပြီးတော့မှန်မှန်ကန်ကန်ဖြည့်သွင်းသွားဖို့လိုတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာနောက်သင်ခန်းစာတွေမှာလည်းကျွန်တော်တို့ပြန်လည်တွေ့ဆုံကြပါမယ်